အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောက်အောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးနော်ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်ရင်ပြီးဆုံးနိုင်အောင်ကြည့်ပေးပါမနေ့ပြန်ကျွန်တော်တို့က26ရက်5လ2026နော်အင်္ဂါနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီဒါကြောင့်မို့အင်္ဂါနေ့နေကုန်စားနော်အချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေကိုထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တူတဲ့ညီကိုမောင်နှမတွေလိုက်ဆော့ပါအကြိုက်မတူရင်မစော့ပါနဲ့เนาะစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လေဘာမှပေးเสียရမလို့ပါဘူးเนาะကဲဒီနေ့ဆိုရင်လည်းကျွန်တော်တို့တနင်္လာနေ့အဖွင့်နေမှာပဲဗျာเนาะမနက်ပိုင်းမှာ9ပတ်သီးလဲရမယ်3ညပတ်သီးလဲရမယ်2သီးစားเนาะနောက်ပြီးတော့ညနေပိုင်းမှာ9ပတ်သီးထပ်ရမယ်เนาะနေကုန်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအားလုံးရကြလိမ့်မယ်เนาะကဲဘလာဖို့ရတယ်ဆိုတော့ကိုယ့်ဘက်ကိုကိုယ်မှန်လေးတွေထဲမှာဝင်ပြီးတော့မှန်ပေးသွားလိုက်ပါနောက်တစ်ခုကကျွန်တော်ဒီတပတ်မှာထုတ်ထားတာဒီကျွန်တော်ရဲ့ကိုဒီမာဒီမပြောက်တဲ့ဇာတိုးအနေနဲ့ခွန်3ည6ထုတ်ထားတယ်အခုဆိုရင်3ညထွက်သွားပြီစောစောစီးစီးပဲเนาะခွန်နဲ့6နဲ့ကြံတယ်ဇာတိုးလိုက်တဲ့ညီကိုမောင်နှမတွေမိမိကြိုက်တဲ့တရားလေးတွေကိုရွေးချယ်ပြီးတော့လိုက်နိုင်ပါတယ်เนาะကဲ Facebook ကညီကိုမောင်နှမတွေเนาะဒီဗီဒီယိုပိုင်းကိုမြင်ပြီဆိုရင်အများမြင်များတွေ့နိုင်အောင်တစ်ယောက်မကြံ share ပေးပါနော်တယောက်မြင်တယောက် share ပေးပါနှစ်ယောက်မြင်နှစ်ယောက် share ပါနော်ပြီးတော့ Facebook ကနော်ညီကိုမောင်နှမတွေ like လက်မလေးတွေနဲ့ဝင်ရံပေးပါကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ထားပါနော်အဓိက share ပေးမှာအများမြင်ပါနော်ဘာမှပေးစရာမလိုဘူးစေတနာနဲ့တင်ပေးတာအများမြင်များတွေ့နိုင်အောင်နော်တယောက်မြင်တယောက် share ပေးပါနော်ကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့အင်္ဂါနေ့နေကုန်မှာဘိုင်းနေနဲ့ဆိုရင်တော့ခွန်ပိုင်းနှစ်ပိုင်းပါเนาะပတ်တီးကခွန်ပတ်တီးနှစ်ပတ်တီးပေါ့ကဲဒါဆိုရင်ခွန်နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေကကျွန်တော်ရဲ့ကိုဒီမိုက်အားလုံးပဲเนาะခွန်ရှစ်ခွန်နဲ့90เนาะကျွန်တော်ရဲ့ကိုဒီမိုက်ခွန်လေးခွန်3ခွန်ရှစ်90ခွန်လေးခွန်3ဒါခွန်နဲ့ပတ်သက်တဲ့အချိုက်ဆုံးရွေးချယ်ပေးတဲ့ main ကွက်เนาะကဲနှစ်နဲ့ပတ်သက်တာဆိုရင်2ရှစ်20 24 23 2ရှစ်20 24 23ဒါနှစ်နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ဖြစ်ပါတယ်เนาะကွန်မန့်မှာခြာရေးပေးတာပါအကြိုက်တွင် like ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့နော်တကယ်လို့ကျွန်တော်ထုတ်ပေးတဲ့ main ကွက်တွေကိုမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းမနေ့ပြန်အင်္ဂါနေ့နေကုန်မှာအကောင်းဆုံးပတ်တီးသည်နှစ်ပတ်တီးခွန်ပတ်တီးပါနော်အဓိကပတ်တီးကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်လည်းမနေ့မထွက်ညနေကျင်းသေးပါတယ်မနေ့ပြန်အင်္ဂါနေ့နေကုန်မှာအကောင်းဆုံးပတ်တီးသည်ခွန်ပတ်တီးနှစ်ပတ်တီးဖြစ်ပါတယ်နော်အဓိကပတ်တီးကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေပေါ့နော်ကဲအခုလိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်ပါတယ်နော်အကြိုက်ရင် like ဆော့ပါမကြိုက်ရင်မဆော့ပါနဲ့နော်ကဲအားလုံးပဲကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်ပါတယ်မနေ့ပြန်မှာလည်းအင်္ဂါနေ့မှာလည်းထပ်မံပြီးတော့အားလုံးပဲရကြပါစေကံကောင်းကြပါစေဗျာ